မင်္ဂလာပါမိုးလေဝသသတင်းတွေတင်ဆက်ပေးနေတဲ့စုစုစံ Official Channel လေးကနေကြိုဆိုလိုက်ပါတယ်မိုးလေဝသသတင်းတွေနေ့စုသိရဖို့ကျမတို့ရဲ့ Channel လေးကိုလည်း Subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့ဘေးနားက Noti ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါနော်တကြံကြိုမိုး2025မတ်လ31ရက်နေ့နှင့်ဧပြီလ1ရက်နေ့တို့တွင်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဒေသတွေမှာတကြံကြိုမိုးတွေရွာနိုင်ပါတယ်။တကြံကြိုမိုး2025မတ်လ30ရက်နေ့နှင့်31ရက်နေ့တွေမှာထိုင်းနိုင်ငံနှင့်မွန်ပြည်နယ်ကရင်ပြည်နယ်ဒေသတွေမှာတကြံကြိုမိုးတွေရွာနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်လာရှိုးခရိုင်လောက်ကိုင်ခရိုင်ဒေသတွေမှာ24နာရီအတွင်းမိုးရွာနိုင်ပါလေမိုးလျက်စီးမိုးကြိုးမိုးသီးသတိပြုကြပါမတ်လ31ရက်မှဧပြီလပထမရက်တစ်ပတ်အတွင်းတနင်္သာရီတိုင်းမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ဒေသများတွင်မိုးအသင့်ရွာသွန်းနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါမယ်။2025ခုနှစ်ဧပြီလအတွင်းဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတွေမှာဧပြီလအတွင်းနှစ်စဉ်ပြင်းမျှရွာသွန်းမြဲမိုးရေချိန်ထက်10မီလီမီတာမှ20မီလီမီတာခန့်အထိမိုးပိုမိုရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်းထားပါတယ်။မိုးရွာနိုင်မဲ့ကြိုတင်ခန့်မှန်းချက်တွေမှာတော့တနင်္သာရီတိုင်းမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ဒေသများမှာသာမိုးရွာနိုင်မဲ့အခြေအနေတွေစတင်တွေ့ရတာဖြစ်ပါတယ်။ဒီအခြေအနေကိုသုံးသပ်တင်ပြရမယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့မိုးကြိုကာလဧပြီလ16ရက်မှမေလ15ရက်အစပိုင်းမှာမိုးစတင်ရွာလာနိုင်မဲ့အခြေအနေများကိုတွေ့ရတာဖြစ်ပါတယ်။မနက်ဖြန်နံနက်အထိခန့်မှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုန်း80ဖြစ်ပါသည်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်ဖြစ်ထွန်းမီမြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအထင်ရှိမီလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ6ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခန့်မှန်းချက်နေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအဖြစ်တာယာမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအဖြစ်တာယာမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်အများအဖြစ်တာယာမည်2025ဆောင်းရာသီလေးကတော့အရင်နှစ်တွေထက်အေးတဲ့ရက်ပိုများပြီးဆောင်းလေးပါလေးခြုံကွေးလိုက်နိုင်သေးတယ်မကြပါဘူးလေထုညဉ့်ဉန်းခြင်းဆိုတဲ့ပြဿနာပေါ်တဲ့ဒီအချိန်ရောက်မှအမိုက်တွေစုမီးရှို့မီးလုံကြတာတွေရဲ့ရိတ်သိမ်းစပခင်တွေကရိုးပြက်တွေမီးရှို့တာရဲ့နဲ့လေထုညဉ့်ဉန်းတဲ့ဆိုတာကြီးကတစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာလဲကျွန်တော်တို့တွေကတော့ရှို့ကောင်းတုံးလောင်ကောင်းတုံးပဲ2025ဆောင်းရာသီရက်ကလေးရှည်လိုက်တော့တပေါင်းကားကိုအဝင်နွေရာသီလဲဖြစ်ရောပူတာကိုပိုပြီးတိတိတာတာခံစားလာကြရပြန်တဲ့အေးတဲ့ရက်ကအရင်နှစ်ထက်ရှည်သွားတာကိုအပူချိန်35-36လောက်လဲဖြစ်ရောပူတယ်ပူလဲပေါ်ကုန်ကြရောအပူချိန်နဲ့ခံစားရတဲ့အပူချိန်မတူတာကိုလည်းဒီနှစ်နွေရာသီမှာအတိပေးလိုက်နိုင်လို့တော့ကျေနပ်သွားပါတယ်အခုလဲကမ္ဘာအပူဆုံး15မြို့စရင်းမှာ6မြို့ကနံပါတ်8ချိတ်လာတာတွေ့ရတဲ့အမေရိကန်မော်ဒယ်တွေကခန့်မှန်းတာဥရောပမော်ဒယ်တွေကတော့အဲ့ဒီလောက်ပူတယ်မပြဘူး2025ခုနှစ်ရဲ့မိုးကာလကဘလို့လာအောင်မယ်မသိသေးပင်လယ်ပြင်အပူချိန်တွေနဲ့ကုန်းတွင်းအပူချိန်တွေအလွန်အမင်းတက်ကုန်တဲ့2024ခုနှစ်တုန်းကလို့တော့ဘင်္ဂလားပင်လယ်အော်ထဲမှာမုန်တိုင်းကြီးကြီးမားမားမဖြစ်နိုင်ဘူးမနစ်ကလို့ဧရာဝတီနဲ့ချင်းတွင်းမြစ်ဖြားပိုင်းမှာစောစောစီးစီးမိုးတွေများပြီးရေကြီးကာလတစ်ခုမရောက်နိုင်ပါဘူးလို့တော့မျှော်လင့်မိတာပါပဲတေချာတာကဧပြီလလယ်လောက်အထိတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းကလွဲရင်မိုးရွာမဲ့ပုံမပေါ်တကြံမိုးရွာနိုင်မရွာနိုင်လဲမတေချာသည်တဘာဝဘေးအပြင်ဟိုဘေးဒီဘေးတွေကြောင့်ပြေးလွှားနေကြရတဲ့ပြည်သူတွေနဲ့မီးတွေပြတ်နေရတဲ့ပြည်သူတွေအတွက်2025ခုနှစ်ကတော့အေးရအေးချောင်းရာသီဥတုအခြေအနေဒုက္ခပိုးတွေမပေးမဲ့မိုးလေဝသအခြေအနေတွေဖြစ်ပါစေလို့ဆုတောင်းပြီးရင်တောင်းနေရတော့မှာပါ
မိုးလေဝသသတင်းတွေနေ့စုသိရဖို့ကျမတို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့ဘေးနားက notification ကောင်းကောင်းလေးကိုလည်းနှိပ်ထားပေးပါနော်